ဒီနေ့ကျွန်တော်လူ15တန်းစီမှာအဆေးခံပြီးတော့ပြောမယ်ဒီစကားကကျွန်တော်တန်ဝင်ကရအောင်ပြောတာရေနဲ့သူကိုဝါကူထိုးတာလည်းမဟုတ်ဘူးဘာဖြစ်လို့ကျွန်တော်ပြောရလဲဒီ15တန်းတိုင်ပတ်နေတဲ့ဒီ15တန်းနဲ့ကျွန်တော်ကဘဝကို80ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လူသားတစ်ယောက်အနေနဲ့ပြောပြတာတောင်ဝင်ရှိတဲ့လူတစ်ယောက်အနေနဲ့ပြောပြတာမဟုတ်ပါဘူးလူသားတစ်ယောက်အနေနဲ့ပြောပြတာအဲ့တော့ကျွန်တော်မနေငလျင်လုပ်တဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတိတ်ပံရှူတောင်းကလာပြောတယ်ပေါ့လက်မခံဘူးကျွန်တော်ဘာသာရေးရှူတောင်းကကျွန်တော်ပြန်ပြောပြမယ်လူကြီးမျိုးလွတ်မဲ့ထင်လို့လားအဲ့ဒီ15တန်းတိုင်ပတ်နေတဲ့15တန်းလွတ်မဲ့ထင်လို့လားဘာသာရေးရှူတောင်းကပြောမယ်ဆိုရင်အဲ့တော့ကျွန်တော်ဒါပြောပြမယ်အဲ့တော့ဒီနိုင်ငံရေးစဖြစ်တဲ့အာဏာသိမ်းစာကလူကြီးမျိုးကဆန္ဒပြတယ်ဆန္ဒတွေဘယ်လိုပြတယ်ထပိန်တွေကိုဟိုအမြင့်ကြီးထက်မှလှမ်းတယ်ထပိန်တွေကိုအလံထူတယ်ထပိန်တွေကိုအမြင့်ကြီးထက်မှလှမ်းတယ်ကိုမကြိုက်တဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်အဲ့ဒီခေါင်းဆောင်တွေဓာတ်ပုံတွေကိုရှင်းတော့တဲ့နင်းတယ်ကိုမကြိုက်တဲ့တန်ဃာတွေရှိရင်လည်းအဲ့ဒီတန်ဃာတွေကိုဆေးတယ်ဆိုးတယ်ဘလောက်တောင်မှဆိုးွားလာလဲဆိုရင်နောက်ဆုံးမိတ်တီတကူဆရာတော်ကြီးပါဆေးတယ်နော်လူကြီးမင်းတို့ကမလောက်ခဲ့ဘူးလားကျွန်တော်တဏ္ဍပြောတယ်နော်ဘာသာရေးရှုထောင့်ကနာပြောတာအဲ့လိုမျိုးဆေးတာတွေထပိန်ကိုမြန်မာနိုင်ငံမှာထပိန်ဆိုတာအင်တာမတ်နိုင်တဲ့ဟာပါအဲ့လိုယဉ်ကျေးမှုရဲ့သတ်မှတ်ထားတယ်အဲ့ဒါကိုဟိုအမြင့်ကြီးကိုတင်ထားတယ်အောက်မှာအဲ့ထပိန်တန်းအောက်မှာလူပေါင်းများစွာသွားနေတယ်အဲ့ဒီသွားနေတဲ့လူတွေမှာအကျင့်သီခတိတ်ခါတမာတိနဲ့ပြည့်စုံတဲ့သူတွေလည်းသွားရင်လေသွားလိမ့်မယ်တခါတော့ကဓာတ်ပုံတစ်ပုံမှာဆိုလို့ရှိရင်မနက်ဆူဆူကြီးဓာတ်ပုံကတကယ်ကောင်းတယ်ရိုက်ထားတာထပိန်ကအထက်မှာလှမ်းတော့ပြီးတော့ယဟန်တဘာကအောက်ကနာဆွမ်းခံကြွတယ်ဓာတ်ပုံထဲမှာဒါဟာမြန်မာနိုင်ငံမှာဒီလိုဖြစ်တင်လားလူကြီးမင်းတို့ဘဝမှာတမတော်ကပဲအာနာသိမ့်နိုင်ငံကိုပဲဘုံကြီးလူတယောက်ချင်းစီကိုပဲအာရမကျင့်နေပါစေအောင်နောက်ဆုံးမိတ်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ထပိန်တွေကိုအဲ့လိုအမြင့်မှာတင်တာမျိုးယဟန်တန်ဃာတွေကိုပုံတွေကိုရှောင်းနေနင်းတာမျိုးတွေကလူကြီးမင်းတို့ဘဝမှာဘယ်တော့မှမလုပ်ရဘူးဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်နေလို့ပဲကျွန်တော်အစိုးဆုံးမျိုးပြောတာအစိုးဆုံးပြောတာဘလောက်ပဲတိုင်းပြည်အရှင်နေဆိုးဘလောက်ပဲအစိုးရမကောင်းဘလောက်ပဲပစ္စည်းဒုက္ခရောက်နေပါစေတိုင်းပြည်ဒီဗုဒ္ဓဘာသာကြီးဆိုတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗုဒ္ဓဘာသာ MH တွေကိုကြားစေတဲ့ဘေးအမြုပ်ပုံကမလုပ်အောင်ဒါဟာမြန်မာနိုင်ငံသားတိုင်းလိုက်နိုင်ရမယ်စီကံပဲအဲ့ဒါကျင့်ဝတ်ပဲဒါပေမဲ့မဟုတ်ဘူးလူကြီးမင်းတို့ကထပိန်တွေကိုဟိုတန်းပေါ်မှာလှမ်းတယ်ဘာဖြစ်လို့ပစိုးကိုမလှမ်းတာလဲဘာဖြစ်လို့ထပိန်ကိုပဲလှမ်းတာဘာရည်ရည်ရှစ်လဲဘာဖြစ်ရှင်တာလဲအဲ့ဒီလူတန်း20ရာအဲ့တော့အဲ့လိုမျိုးလုတ်ခဲ့တဲ့ပြရုပ်တွေဟာဘေးတိုင်းဒေသကြီးတွေမှာလုတ်ခဲ့တာလေကျွန်တော်တိတိကျပြောရမယ်ဆိုလို့ရှိရင်မြို့ကြီးပြကြီးတွေမှာဖြစ်ခဲ့တာအဲ့လိုမျိုးတပိန်တွေကိုတင်းနော်ဖုံကြီးဓာတ်ပုံတွေကိုရှင်းတောင်းနဲ့နင်းနိုင်ငံတို့အကြီးအကဲတွေရဲ့ခေါင်းဆောင်တွေရဲ့ဓာတ်ပုံတွေရှင်းတောင်းနေနေဒီနေရာမှာလူကြီးမင်းတခုပြပြမယ်နိုင်ငံတော်ရဲ့ခေါင်းဆောင်တစ်ယောက်ဟာဘလောက်ပဲဆိုးနေပါစေသူကဘုံတကူရှိတယ်လူကြီးမင်းတို့ကတမိုင်းကိုလက်ခံတယ်ဆိုလို့ရင်အနှွေထားမင်းကိုကြည့်အနှွေထားမင်းကလူပေါင်းများစွာကိုတက်ဖြတ်ခဲ့တယ်နော်ဒါပြီးမှမင်းလောင်းပေါ်တယ်ဆိုပြီးတော့အဲ့ဒီတမိုင်းကိုလူတိုင်းလက်ခံတယ်ဒါပေမဲ့ဘယင်ကဘယင်ပဲမြာပြီးမှမြန်မာကဘာတမိုင်း6လုံးပါလေရှိအင်မတန်မှဆိုးဝမ်းပေတေတဲ့ဘယင်တွေရှိဟက်တလာလူဂျူးလူမျိုးတိတက်သမား9တန်းကိုတတ်လောက်နိုင်တဲ့အာနာပါဝါရှိတယ်သူကဘုံတကိုရှိတယ်ဆွတ်လို့မရဘူးမရအောင်မလို့လူကြီးမင်းတို့မြန်မာနိုင်ငံသားတွေကိုစောက်ယူတယ်လို့ပြောတာအဲ့ဒါကျွန်တော်ဘာသာရေးရှုထောင့်ကနာပြောနေတာနော်ဘာသာရေးရှုထောင့်ကနာပြောနေတာအခုတော့ဘာဖြစ်လဲအဲ့ဒီတဲ့အဲ့လိုမျိုးဖုံကြီးယဟန်တွေကိုကျိုးဆိုဆက်ဆံခက်တဲ့အတွက်ကြောင့်မို့အဲ့ဒီရဲ့ပြက်တံကိုခံရပါတယ်လို့ဘာသာရေးရှုထောင့်ကပြောရင်ညင်းမလားဘယ်ကောင်ညင်းမလဲဘယ်ကောင်ညင်းမှလဲပြောဘယ်ကောင်နေညင်းမှလဲဒါကျွန်တော်တို့သိတဲ့လောက်ပဲရှိတယ်မသိပဲနဲ့ကိုရမှာဘလောက်တတိများဆိုကားကြနေမလဲအဲ့တော့မလားတိရသမารိဆိုတဲ့ပြရုပ်ကိုမြင်ရတာမဟုတ်ဘူးနှလုံးသားထဲမှာကိန်းအောင်နေတာလူတယောက်ကိုကျွန်တော်ဆေးချင်တိုင်းဆေးလို့မရဘူးဆိုချင်တိုင်းဆိုလို့မရဘူးသူရဲ့အကျင့်တိခါရှိတယ်နိုင်ငံကြီးအကျင့်တိလာပဲဒါပေမဲ့လူကြီးမျိုးတော့ခွဲရှာစိတ်ပြမှုမထားဘူးအကုန်ရိုးသွားပြီးကျွန်တော်ပြောတယ်တီတကူဆရာတော်ကြီးပါဆေးတယ်ဆိုတော့မြန်မာနိုင်ငံသားတယောက်အနေနဲ့ဗုဒ္ဓဘာသာကြီးဆိုတဲ့နိုင်ငံသားတွေကဒီလိုမျိုးဟာမျိုးလုတ်တင်လားတန်ဃာတွေကိုဆေးတာလုတ်တင်လားဘ
ဘလောက်ပဲမကောင်းပါစေသူကသူဘလို့อ่ะဘယ်လိုလဲမြန်မာနိုင်ငံသားဖြစ်နေလို့ဗုဒ္ဓဘာသာကြီးဆိုတဲ့နိုင်ငံဖြစ်နေလို့ကျွန်တော်ဗီဒီယိုအကြီးပြောလို့မရအခြေကြီးပြောလို့မရဒီလောက်ပဲ complaint တက်လို့ရတယ်နော်ဒါကျွန်တော်ပြန်ပြောပြတယ်နံပါတ်1ရှိတော့ဒါပဲ